video လေးစလိုက်ကြအောင်ကျွန်တော်တို့ဘာမှမဆောင်ပတ်သားမှဆိုတော့ကျွန်တော်တို့စတင်ထားတော့မှဖြစ်ပါတယ်တင်ဆိုတော့ဒီ software လေးနိုင်မှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်ပဲသွားမလို့ဆိုတော့ကျွန်တော်တို့ဟိုစတင်မှာဖြစ်ပါတယ်ဟိုစတင်ပြီးကျွန်တော်တို့ဒီမှာရသားမြပွင့်နဲ့တောက်ပမှုဆိုတော့စာနာလေးနိုင်မှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့ပဲသွားမလဲဆိုတော့ကျွန်တော်တို့အပေါ်နဲ့ငယ် sweating မှာဖြစ်ပါတယ်ဟို sweating ပြီးကျွန်တော်တို့ဒီမှာစာလုံး US ဆိုတဲ့ဒီစာနာလေးနိုင်မှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့ဒီမှာမင်းဆိုတဲ့ပေါ်မှာဒီလိုမျိုးပေါ်သွားပြီးကျွန်တော်တို့ဒီမှာစာလုံး US အသေးအကြီးကျတဲ့နေရာမှာထားလို့ရပါပြီကျွန်တော်ဆိုကျွန်တော်တို့ပေါ်မှာပြလို့ဆိုတော့ကြီးလို့ကျွန်တော်ဒီမှာဒီကျတဲ့ဆက်ထားလို့ရပြီဖြစ်ပါတယ်မဆိုတော့အကြီးရပြီကျွန်တော်တို့ဆိုပေါ်မှာနေရာမှာပြန်ထားပါမယ်ဒါဆိုမဆိုရပေါ်မှာစာလုံး US ဘယ်လောက်ထိထားမလဲဆိုတော့ဒီ software လေးကနေကျွန်တော်ပြောပြပေးတော့ပြောရတယ်မဆိုတော့အတွက်ကျိုးတစောင်းတစ်ခုရှိခဲ့ကျွန်တော် channel လေးကို like subscribe ခေါင်းလေးနှိပ်တော့ပြပါလို့တောင်းဆိုပါတယ်ဗီဒီယိုလေးဆောင်းထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်